Hello အေးငါရောက်နေပြီနုံနုံအေးလာမယ်ဆိုလဲမြင်မြင်လာဒီမှာနေရမ်းပူတယ်အေးဒါပဲနော်အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးတာကိုအတူတူကြည့်လိုက်ရအောင်ကျေးဇူးပါငါချွေလေးကတမျိုးအရန်စားကျင်နေရဟာကျေးဇူးတင်စရာမလိုပါဘူးဟာနင်စားကျင်တဲ့အချိန်ကငါ့ကိုပြောငါချက်ချင်းလာဖို့ပဲမမလေးတခုခုဆိုလို့ရှိရင်နေ့ကိုပဲလှမ်းပြီးအားကိုနေရတာအေးပါငါလည်းဘာပြောနေလို့လဲငါလေနင်လိုအပ်တဲ့အချိန်တိုင်းအရင်ရှိနေမှာနော်ဘာပြောလေမမနေ့လိုမျိုးတငယ်ချင်းကောင်းရှိရအရန်ကန်ကောင်းတာပဲအေးပါဟိုနင်ကအဲ့လိုမပြောလဲငါလာပို့ပြီမှာပါဟဲ့ဟိုကနေနဲ့ဝင်သွားအောင်လေကော်ဖီလေးပါလေးတောက်ပြီးမှပြန်မထိုင်တော့ဘူးငါเจ้าမှာ practical လည်းရှိသေးတယ်ငါညနေမှဟိုလာခဲ့မယ်လीနော်ဆိုင်ငယ်ပြီးကမောင်းတော့အဲ့ဒါငါသွားရမယ်နော်တဒါတမင်းညတို့ကျေးဇူးပါအေးပါအထင်းမမြန်ဝင်နေပူတယ်တဒါရှော့ပေးလိုက်ပါလားရရှော့ပေးလိုက်ပါမင်းလည်းမဟုတ်ထမင်းညလာပို့ပါလေလားညံလိုက်တာညံလို့လေအနမ်းငါဖုန်းဆက်လိုက်တာနဲ့ချစ်ချင်းတော့ဝယ်ပြီးလာပို့မှာကောင်းလိုက်တာတကယ်ကိုလေငါစားကျင်တဲ့ထမင်းကြော်ရတာအမလေးမကဲဘူးငါတို့စေးချောင်းကန်ကြီးထမင်းကြော်လေဒီလိုပုံစံကြော်ထားပါပဲတက်သူမြောက်ဒုက္ခလမ်းပေးတယ်ဟဲ့ငါ့ဘာမှဒုက္ခပေးလို့လဲပြီးတော့အနာရသူများမဟုတ်ပါဘူးနော်ငါရဲ့အနန္နာကိုဟိုးငငယ်လေးရခန့်နေငါရဲ့တကယ်တကယ်ချင်းအရင်ကောက်ကောက်ဒါပဲဖြစ်ဖြစ်အနိုင်ဘက်ကတော့မြို့တငယ်ချင်းအဆင့်ထက်ပိုချင်ရငါတို့တွေ့ရနော်ဒါအနေနဲ့သိရမလားဒီကြောင်ပေါင်းမဟုတ်ပါဘူးဟာမင်းတို့ထင်တယ်လို့မဟုတ်အနိုင်နဲ့ငါနဲ့ရတယ်တကယ်ကိုတငယ်ချင်းအရင်ကောက်ကောက်ဒါရောင်မဟုတ်ပါဆူဆာမလာပြောပြီးပြီလေဟဲ့နင်ငယ်ယောက်ျားလေးမှလေတငယ်ချင်းတန်ရောစဉ်ရှိအောင်လောက်နဲ့အခုလောက်ထိအလိုလိုက်ကြိုက်မဆောင်သေးထွန်းနိုင်ဆိုလို့ရှိရင်သူเจ้าစင်တာနဲ့ရောက်လာပြီနင်ပါစားခြင်းလည်းပြောလိုက်သူရအောင်ရှာဝဲလာသေးရသူ့ဘာသူဘာရောင်မရှိပေါ့ငါဘက်ကတော့တငယ်ချင်းတမပူပါဘူးနင်တို့ကလည်းဟာတော်ပါတော့ဒီမှာလေငါရဲကြိုက်တဲ့ထမင်းကြော်လေးနော်ငါကောင်းကောင်းစားရရသေးတယ်တကယ်ကောင်းတယ်ဟဲ့စားကြည့်ပါဟဲ့အောင်ငါတို့မှအဲ့လိုမိန်းကလေးတငယ်ချင်းမျိုးမရှိတာကံကောင်းတယ်မဟုတ်ရင်လေငါတို့အဲ့လိုပဲအနှွားခံနေရမှာရောက်ရေးမိန်းကလေးတွေဆိုတော့အဲ့တိုင်းပဲကွာမင်းတို့ပြောပြမယ်ကွာမိန်းမနဲ့ကလေးဆိုတော့တူတူပဲသားကြီးနော်ကလေးတွေကတကြားလုံးပေးလိုက်ရင်ကျင်းတတ်သွားကြတယ်ကွာမိန်းမတွေကြတော့ချောကလက်ပေးလိုက်ရင်ကျင်းတတ်သွားတယ်ကွာမပေးရင်အုံငုံပဲသားကြီးအဲ့ဒါပဲဟုတ်ကွာဟိုဘဝကထမင်းကြော်စားနေစော်လေးကိုရှိုးလိုက်ကွာတွေ့လားသူ့အတွက်ဆိုပြီးတော့ကွာသူများစားဖို့လာဖို့ပေးတဲ့ဟာကိုဟဲ့အောင်ပျော်ပြီးတော့စားနေလိုက်တယ်ရုပ်ကြီးကိုလည်းရှိုးလိုက်အောင်ကျင်းတဲ့နေရုပ်ကြီးနဲ့
အော်အေးနည်းလေးထိုင် ဟုတ်ဆရာ သမီးလာ ဆရာသမီးကိုခေါ်တယ်ဆိုလို့ဆရာ ဟုတ်တယ်သမီးရဲ့ ဟုတ် ဆရာတို့ကြောင့်ကဒီနေ့နှစ်ပတ်လည်မဂဇင်းထုတ်မယ်လေ အော်ဟုတ်ကဲ့ဆရာ အဲ့တွင်စာမှုတွေကိုသမီးကပဲဥဆောင်ပြီးတော့စူးစီးပေး ဟုတ်ကဲ့ပါဆရာ ပြီးတော့ဆရာတို့မြန်မာစာဌာနအနေနဲ့ဝိတုတူဝိတုရှိကြပြဆောင်းပါးတွေကိုလည်းနော်ပိုင်ပိုကောင်းတော့ပါသမီးရဲ့ဘာကြောင့်လဲဆိုတော့ဆရာတို့မြန်မာစာဌာနနဲ့ပတ်သက်ပြီးတော့သမီးအများကြီးရေးကြရရှိရမလားထည့်ရေးပေးပေါ့ဟုတ်ပြီလားမကောင်းဘူးလား ကောင်းတော့ပါဆရာ အေး သမီးလည်းစူးစမ်းပြီးတော့မှကြီးညာလိုက်ပါမယ်ဆရာတန်းနဲ့လေးဆရာဘယ်နှစ်နောက်ဆုံးထားပြီးတော့ပေးရမယ်လို့ပြောလိုက်ရမယ်ဆရာ ဆရာတို့ကလက်ကုန်ကြရင်ပေးရမယ်ဆိုတော့လေလက်မကုန်ရင်တစ်ပတ်လောက်စာပူတွေသိမ့်လိုက် ဟုတ်ကဲ့ ဆရာလေးပြန်ပြီးဖတ်လို့ရတာပေါ့နော်စီးစိတ်လို့ရတာပေါ့ အဲ့ဆိုလို့ရှိရင်လမ်းကုန်ကြီးတစ်ပတ်စော်ပြီးသိမ့်မယ်လို့ပြောလိုက်မယ်လေဆရာ ဟုတ်ပြီတပီနော် ဟုတ်ဆရာ ဒါနဲ့သမီးရောမြန်မာစာဌာနနဲ့ပတ်သက်ပြီးတော့သမီးအကြောင်းအရာတွေရေးစာတွေကြပြတွေမရှိဘူးလား သမီးကလေကြပြရေးရတော့အရန်ဝါဒနာပါတာဆရာရဲ့ကြိုးတယ်စူးစမ်းထားတယ်ပါကျင်တော့ ဟုတ်ပါပြီဗျာဟုတ်ပါပြီကောင်းပါပြီအေးရသူ့ဆရာကြီးရစ်နေပြီနဲ့တူတယ် ငါပြောပါတယ်ဒါကြောင့်မလို့နောက်နေ့မှသွားပါဆိုတာအခုဒီကောင်းကြောက်အကုန်လုံးနောက်ကျကုန်တော့မယ် မကြပါဘူးကွာမင်းတို့ကလေဆရာကြီးနဲ့တွားတွေ့တာဆိုတော့ဒီလောက်တော့ရှိမှာပေါ့ ဒါနဲ့မင်းကဆရာကြီးဘာတွေပွားလိုက်သေးလဲ အာဘာမှထွေထူးတော့မဟုတ်ပါဘူးကွာကျောင်းခေါ်ချိန်85ရာခိုင်နှုန်းပြည့်အောင်ရယ်ပြီးတော့ကျောင်းမှန်တက်ဖို့ရယ်ဒီလောက်ပဲပေါ့ကွာ ဟဲ့မင်းကငါတို့လောက်မှကြောင်းတက်မမှန်တာပါအခုတော့တယောက်တည်းခေါ်စုခံရပြီမလား အော်မဟဲ့ငါသူများရဲ့လိုမျိုးရိုးကောခိုးထိုးပေးမဲ့တငယ်ချင်းမရှိလို့နော်ဟာ ဟေ့ရအဲ့ဒါတွေထားလိုက်တော့နော်ဒီညကငါတို့ကလပ်သွားမယ့်ကိစ္စလို့လဲโอเคလားမโอเคဘူးလား တိတ်ကိုโอเคတာဗောတာရဲ့ဒီညဒီစီကလွတ်လွတ်မဖြစ်ဘူးတီဖြုတ်မင်းက โอเคလေအဲ့ဆိုရင်ဒီညပလင်းဖောက်မဲ့သူဟာ ငါဝယ်ခဲ့မယ်မင်းတို့နှစ်ယောက်ကဟိုဟာဒီဟာဘာညာညာပဲရှာခဲ့ကွာ ဝိတ် ကောင်မလေးတွေခဏခဏ ဘသူခေါ်လဲကျမတို့လား ဩညီတို့နဲ့ငါပဲဒီနားမှာရှိတာညီတို့ကိုမခေါ်ဘူးဘသူ့ကိုခေါ်ရမှာတော့ ဘာပြောမလဲမသိပြောလေ သမီးတို့ကြောင်းဆင်းလာကြလား ဟုတ်တယ်လေတော်တို့ရဲ့ဟိုကျောင်းစင်းလို့အိမ်ပြန်လာကြပါတော့ အေးလေอืม အထွေထူးတော့မဟုတ်ပါဘူးအေးညီတို့တငယ်ချင်းတည်တယောက်ပေါ်မလာသေးလို့ပါဖုံးဆက်တော့လဲမကင်ဘူးဆိုင်ကယ်မောင်းနေလို့ထင်ပါရဲ့ ဟုတ်တော့တီဆိုလို့လေကျမတွေးလိုက်တယ်တီကို ဟုတ်တယ်တွေ့လိုက်တယ်နော် ဟုတ်လားဗမာတွေးလိုက်တာလဲညီတို့ပြန်ရင်လာရင် तू လည်းပြန်ရတော့မှာပေါ့ဒီကောင်မလေးမအေးကိုအမြဲတမ်းစိတ်ပူအောင်လုပ်တယ် ဟုတ်ပါ ဟုတ်တို့ဒီလားတွေးရတယ်ဆိုတာလေဟိုတကယ်တော့တီတယောက်တည်းမဟုတ်နှစ်ယောက် အဲ့ဟုတ်တယ် သူ့ဆိုင်ကယ်ကိုလေကောင်လေးတယောက်ကမောင်ပြီးတော့နောက်ကနေခါလေးဖတ်ပြီးတော့စီးသွားဟုတ်တယ်နော်တနေ့နင်းလည်းမြင်လိုက်တယ်ဒီဟဲ့ ဟုတ်အန်တီဟိုဟာဆိုင်ကယ်နဲ့တူတူနှစ်ယောက်တော့ထပ်သွားပဲဒါမဲ့ဘယ်သွားလဲတော့တမလို့လည်းမသိဘူးအန်တီရဲ့ အမလီမအေးကတော့ပညာတက်စေခြင်းလို့ကျောင်းကိုစာသင်ဖို့လွှတ်လိုက်တယ်ဒင်းကရီးစားနဲ့ခါဖက်ပြီးဆိုင်ကယ်တော့လိုက်သွားတယ်ဆိုတော့ဒင်းပြန်လာမှငါနဲ့တွေ့အောင်မယ် ပြန်လာမှတော့လေတို့နဲ့မတို့ဘယ်သူနဲ့တွေ့မှာလဲလို့တို့နဲ့ပဲတွေ့မှာပေါ့ နော်အရန်နောက်တာ အဲ့ဆိုကျမတို့ပြန်လာအောင်မယ်နော်ဆက်မြော်နေလိုက်ပြီလား တားလာမနော်တို့ အေး တားလာမ ပြန်လာတော့မှာပါအန်တီရဲ့ ပြန်လာမှဖုံးစုံ ဟဲ့အောင်နေဒီညဘာစင်းတည်ရင်ကောင်းလဲ ထုံးစံတိုင်းမင်းတီးနေရတဲ့ရှင်မတီးပေါ့ကွာမင်း ဟေ့ရမင်းကငါကြည့်နေရလေဒီကောင်ကလေရောက်တချင်းတစ်ပုတ်တီးကန်နီးဆိုလို့ရှိရင်ဟိုဘာတချင်းဆိုရမလဲဘာတချင်းတီးရမလဲနဲ့ပြီးရင်သူ့ playlist တိုင်းပဲသူဆိုချင်ရဆိုရပဲဟုတ်တယ်နော် ဟာငါမင်းတို့ကောင်တွေကပြောလို့လား အေးပါကွာမင်းတို့လည်းငါတကယ်ကြီးအရင်မပြောကြပါနဲ့
ဒီကောင်နာမည်ကြီးဆိုလို့ဖြတ်သွားရင်လေမင်းတို့ပဲထုတ်လိုက်ဆွဲရမှာ မလေးအဲ့တော့လေကွာအချင်းကြီးကလိုက်ဆွဲသိနေလိုက်ဆွဲရမှာပဲ ဟေးဟုတ်တယ်အဲ့ဒါတော့လုံးဝငါဆရာယူတော့ live ဆွဲခိုင်းရမှာပါ ထိုင်နော်ငါကြိုးလေးညှိလိုက်အောင် ဆိုမယ်ကွာ သူ playlist တွေလာတော့မင်းနာတော့နေကြည့်နေ မင်းဘာဖြစ်သွားလဲစွန့်မယ်လေကွာမင်းရလေ ဂီတာကျိုးပြောက် ဒီလိုဗီဒီယိုလေးတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe လုပ်ငါတို့ကလေအမြဲစားနေရမဟုတ်သေးလားခါလေးစားနေရောလေမတက်ဘူးဟုတ်ကဲ့လာပါစားမယ် ဒီကောင်နာမည်ကိုလေကိုထွန်းနိုင်လို့ပေးရအောင်ကိုသစ္စာလို့ပြောင်းပေးရအောင်ငါသာနဝင်မနေရမှာဒီကောင်ပြင်တိုက်တယ် သူများအတင်းကြပြောပြီးတော့ကိုလည်းကြာတင်းထုံးနိုင်မှာကြောက်တယ်ပေါ့ တီတီနေမစကားပြော မင်းတို့ရေကောင်ကိုဆရာကြီးလို့ခေါ်မယ်ဆိုလေအရှိရဟဲ့အောင်တော့ထဲမခေါ်တတ်ပါနဲ့ကွာအဲ့ဒါဆိုအဆင်ပြေတယ် ငါနင့်ကိုချစ်နေတာကြာပြီဟာ စိတ်မကောင်းပါဘူးငါတို့မချစ်နိုင်ဘူး